မြန်မာနိုင်ငံမှာမွေးတဲ့မြန်မာနိုင်ငံသားတိုင်းရင်းသားကချင်ကရမွန်ရခိုင်ရှမ်းနော်တိုင်းရင်းသားညီကိုမောင်နှမတွေဆိုရင်ကျမရဲ့ဆ iam မရဲ့ဒီဗီဒီယိုဖိုင်လေးကို1 2 3ဆိုအပိုင်း3ပိုင်းလာမှာပါရိုဟင်ဂျာနဲ့ပတ်သက်လာပြီးတော့တေချာအသေးစိတ်မသိသေးတဲ့လူငယ်တွေလည်းဗဟုသုတရအောင်သူတို့ရဲ့တောင်းဆိုချက်တွေဘာတွေရှိလဲသူတို့လှုပ်ဆောင်ချက်ဘလို့ရှိလဲဆိုတာကိုမချွင်းမချမ်းပြောသွားမှာဖြစ်တယ်ပေါ့နော်နောက်ဒီရိုဟင်ဂျာနဲ့ပြဿနာတက်နေတဲ့ကိစ္စကိုဘလို့ဖြေရှင်းရမလဲဆိုတဲ့အဖြေကိုပါပေးသွားမှာဖြစ်ပါတယ်အဲ့တော့အပိုင်းက1 2 3ဆိုလာမှာဖြစ်ပါတယ်အစအဆုံးလေးကြည့်ပြီးတော့ like and share လေးလုပ်ပေးပါလို့ပြောချင်ပါတယ်ရှင်နော်အခုလောလောဆယ်ကတော့ဒီဥစ္စာရိုဟင်ဂျာပေါ့နော်သူကရိုဟင်ဂျာလူမျိုးဖြစ်ပါတယ် UNG မှာဒုတိယဝင်ကြီးဖြစ်နေတာပေါ့နော်အဲ့ဒီလူပြောတဲ့စကားလေးတစ်ချက်နားထောင်အောင်နော်ရခိုင်လူမျိုးရောဘာကြောင့်သူတို့ဒီရိုဟင်ဂျာဆိုတဲ့နာမည်ကိုဟိုကြောက်နေကြရတယ်ပေါ့နော်ဘလို့ဘာကြောင့်ခက်ခါတီးတီးဖြစ်နေတာကျွန်တော်အမြင်ကတော့ဒါကျွန်တော်နာမည်အောင်ဆန်းလို့ကျွန်တော်နာမည်ဒီဗီဒီယိုဖိုင်ကသူကဖြတ်တင်ထားတာမြန်မာနိုင်ငံသားတွေအကုန်လုံးနဲ့ရခိုင်လူမျိုးတွေကဘာဖြစ်လို့ရိုဟင်ဂျာဆိုတဲ့နာမည်ကိုခါခါတီးတီးဖြစ်နေတာလဲလို့သူကအဲ့ဒီလိုပြောထားတာအဲ့ဒါကိုဖြတ်တင်ပြီးတော့တွေ့တယ်မလားဖြတ်ထားတာသိတာတယ်ရခိုင်လူမျိုးတွေပဲထည့်ထားဘာတွေရောရခိုင်လူမျိုးတွေကဘာဖြစ်လို့ရိုဟင်ဂျာဆိုပြီးခါသည်ဖြစ်နေရလဲဆိုတဲ့စကားကိုကြည့်တော့ငိုင်းအရှိရစကားဖြတ်ထားတယ်ဆိုတာသိကြတယ်ဒါမြန်မာနိုင်ငံတနိုင်ငံသားလုံးကိုသူကပြောနေတာဖြစ်တယ်ဘာဖြစ်လို့ရိုဟင်ဂျာကိုခါခါတီးတီးဖြစ်တာလဲတဲ့ဖြစ်မှာပေါ့ရိုဟင်ဂျာဆိုတာကျမတို့မြန်မာနိုင်ငံမှာလည်းမရှိဘူးဘင်္ဂလားဒေ့ရှ်ဆိုတဲ့နိုင်ငံမှာလည်းမရှိဘူးဘင်္ဂလားဒေ့ရှ်ကခိုးဝင်လာတဲ့လူတွေအကုန်လုံးကရိုဟင်ဂျာဆိုပြီးတော့ပြောင်းတာအဲ့ဒီရိုဟင်ဂျာကိုရခိုင်လိုဘာသာပြန်တယ်ဆိုလို့ရှိရင်ရခိုင်နိုင်ငံသားလို့သူတို့ကရတယ်အဲ့တော့သူတို့ကလားတွေကနားလဲပါရိုက်ပြီးတော့ကြတော့သူတို့ကရခိုင်ပြည်နယ်မှာရှိတဲ့မွတ်စလင်ကိုးကွယ်တဲ့ရိုဟင်ဂျာလူမျိုးဆိုပြီးသူတို့ကိုသူတို့ဖန်တီးလာတာဖြစ်တယ်သူတို့ကဒီမြေပေါ်မှာမွေးတယ်ဒီမြေမှာစာတင်တယ်ဘွဲ့တွေရတယ်ဒီမြေမှာထမင်းစားတယ်ဆိုပြီးသူတို့နေတာနှစ်တွေကြာတယ်ဆိုပြီးလူဘာဝစကားပြောတဲ့စကားမျိုးပေါ့နော်ဟုတ်ပါတယ်အဲ့တော့နှစ်တွေအများကြီးကြာတယ်သူတို့ရဲ့စနစ်ကိုပြောလာမယ်သူတို့ကခိုးဝင်လာပြီးလို့ရှိရင်ဒီလူလောကကြီးမှာပေါ့ဗျာလူသားဘဝလူလောကကြီးမှာဘာဖြစ်လဲဆိုတော့ကြတော့ကျမတို့6လလွယ်10လဖွာဆိုပြီးတော့ဟုတ်လားတဘာဝတရားကြီးကဖန်တီးပေးလိုက်တာတစ်နှစ်ကိုကလေး1ယောက်ယူလို့ရလို့တစ်နှစ်ကိုကလေး9ယောက်ယူလို့ရရင်သူတို့က9ယောက်ယူတာတစ်နှစ်ကိုကလေး1ယောက်ကိုအဆက်မပြတ်သူတို့ကမွေးခိုင်းပြီးသူတို့ရဲ့မျိုးပွားခြင်းကိုသူတို့ကဦးစားပေးတယ်လူကြီးတော့စားစရာမရှိဘူးနေစရာမရှိဘူးသူများနိုင်ငံမှာလာခိုကတ်တယ်ဒါပေမဲ့ဘာဖြစ်လဲဒီဆက်ကိစ္စကိုဦးစားပေးပြီးတော့သူတို့ကဒီကလေးရဖို့ပဲသူတို့စူးစမ်းကြတယ်အဲ့တော့ဒီလိုလူမျိုးတွေမွေးလာတယ်မွေးလာပြီးတော့ဒီနိုင်ငံမှာသူတို့ကနိုင်ငံသားဖြစ်ချင်တာအခုထိုင်းနိုင်ငံမှာဆိုကွာကျမတို့ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဟုတ်လားသူများနိုင်ငံကနေမှလာနေတယ်မွေးလိုက်တယ်ဆိုထိုင်းနိုင်ငံသားမှတ်ပုံနေရတယ်ဆိုတချို့ကလာပြီးလုပ်တယ်ကျမဒါဆိုရင်မလုပ်ပါဘူးဘာဖြစ်လို့လဲဆိုသူများနိုင်ငံရဲ့စီကံကိုလည်းချိုးဖောက်တယ်လို့ကိုနိုင်ငံသားကိုကလူသူများနိုင်ငံသွားပြီးလူဘာဝတယ်လို့ဖြစ်တာပေါ့နော်ဒါမျိုးကြီးကိုကျမကိုယ်တိုင်လည်းမကျင့်သုံးပါဘူးသူတို့ကအဲ့ဒီလိုကျင့်သုံးလာပြီးတော့အဲ့ဒါဆိုရင်အခုထိုင်းနိုင်ငံမှာဗျာသူတို့ဒီလိုခိုးဝင်လာမယ်သူတို့ဒုက္ခသက်ဖြစ်နေမယ်ဒီလိုမျိုးပွားခြင်းတွေကိုသူတို့အများအားလုပ်ပြီးတော့ဟုတ်လား